ကဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာတော့မချက်ဆိုင်နိုင်တဲ့အသင်းကိုကျွန်တော်တို့အနည်းတူအားပေးကြတဲ့ကဘာကျော်နာမည်ကျော်တွေအကြောင်းပြောပြမှာဖြစ်ပါတယ်မချက်ဆိုင်နိုင်တဲ့ဟာကဘာပေါ်မှာပြည်သက်အများဆုံးအသင်းတွေကတသင်းဖြစ်တာကြောင့်နာမည်ကြီးကဘာကျော်ဆယ်လီပေါင်းများစွာကလည်းဒီအသင်းကိုအသေးဆွဲအားပေးကြပါတယ်သူတို့တွေကမှထင်ရှားတဲ့ပြည်သက်အချို့အကြောင်းကိုပြောပြပေးပါမယ်နံပါတ်1ကဦးစိန်ပေါ့ပါဘာမြန်ဆုံးလူသားလို့တင်စားရတဲ့ဖြည့်ခုံပြကနဝင်ဟာ United ရဲ့အမာခံပြည်သက်ဖြစ်ုံနဲ့မကပဲအသင်းမှာကစားကျင်တဲ့အထိစိတ်အားထက်သန်သူပါသူဟာအိုထရပ်ဖို့ဝင်းကိုလည်းခဏခဏလာရောက်လေးရှိပါတယ်နံပါတ်2ကတော့ကော်နာမဂရီဂေါ်ပါ UFC ဖိုက်တာဖြစ်တဲ့ကော်နာမဂရီဂေါ်ကမန်ချက်စတာယူနိုက်တက်ဟာဒဗလင်မှာကြီးပြင်းလာစဉ်ကတည်းကသူ့ရဲ့အသင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။သက်ရှင်နေရွယ်မှာသူ့ရဲ့ First Holy Communion ပထမဆုံးတန်ရှင်သောမိသားအရာအတွက်ရလာတဲ့ပတ်စံကိုနာမည်ဆိုးနဲ့ကြော်ကြတဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့အညိုရောင်ဂျာစီကိုဝယ်ခဲ့ဘူးတယ်လို့ပြန်ပြောင်းပြောပြခဲ့ပါတယ်။သူဟာကလပ်အသင်းရဲ့အောင်မြင်မှုနဲ့အနိုင်ရလူစိတ်ကိုစိတ်ဝင်စားခဲ့ပါတယ်။သူနဲ့နိုင်ငံသူအန်ရန်လေရဲ့ကနေဝင်စားသမားတွေဖြစ်တဲ့ Dennis Irwin နဲ့ Ryan King တို့လိုကစားသမားတွေရဲ့စိတ်ဓာတ်ကိုလည်းလေးစားခဲ့ပါတယ်။ဒါ့အပြင်နဝင်နီးပြကြီး Sir Alex Ferguson ကိုလည်းအလွန်လေးစားခဲ့ပြီးနီးပြကြီးရဲ့ရေရှည်အောင်မြင်မှုလိုမျိုးရရှိအောင်အတူယူပြီးစူးစမ်းကျင်တယ်လို့လည်းဖွင့်ဟခဲ့ပါတယ်။နံပါတ်3ကတော့ Julia Roberts ပါ။ Hollywood ရဲ့ထိပ်တန်းမင်းသမီးကြီးက United ပြည်သက်ဖြစ်လို့အသင်းရဲ့ American နွေရာကြီးခြေစမ်းပွဲတွေကိုရောအိုထရပ်ဖို့ဝင်းကိုပါတွားရောက်ကြည့်ရှုလေးရှိပါတယ်။မန်စီးတီးနီးပြပတ်ကွာဒီယိုလာကတော့ဂျူလီယာရောဘတ်ဟာသူ့ရဲ့အိုင်တော်3ယောက်ထဲကတစ်ယောက်ဖြစ်တယ်လို့ပြောမှုပါတယ်။လွန်ခဲ့တဲ့နှစ်တော်ကြာကဂျူလီယာရောဘတ်မန်ချက်စတာမြို့ကိုလာခဲ့တော့ကမန်စီးတီးအသင်းစီကိုမလာဘဲမန်ချက်စတာယူနိုက်တက်အသင်းစီကိုပဲတွားရောက်လည်ပတ်ခဲ့တာကြောင့်သူ့ရဲ့နီးပြဘဝထဲမှာရှုံးနေမှုတစ်ခုပဲလို့နောက်ပြောင်ပြီးပြောဆိုခဲ့ပူပါတယ်။နံပါတ်4ကတော့လုံးဝထင်မထားတဲ့သူပါ။မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်ဖြစ်ပါတယ်။ကင်ဂျုံအန်ကပရီးမီးယားလိကိုအသေးအတန်အားပေးကြည့်ရှုသူဖြစ်ပြီးမန်ချက်စတာယူနိုက်တက်ပွဲစဉ်များကိုမြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံလိုင်းတွင်ပြသရန်ပင်အမိန့်ပေးထားတယ်ဟုဆိုပါတယ်။သို့သောထိုပြသရာတွင်နိုင်ငံခြားကြော်ညာများနှင့်တောင်ကိုရီးယားကစားသမားများပါဝင်သည့်အခမ်းများကိုဖယ်ရှားရန်ပြုပြင်တီးဖြတ်မှုများပြုလုပ်လေ့ရှိကြောင်းသိရပါတယ်။နံပါတ်5ကတော့တိုင်ဆန်ဖြူရီပါ။ကမ္ဘာ့ Heavyweight Lightweight Champion ကလည်းမန်ချက်စတာသားဖြစ်ပြီး United ကိုအများအားအားပေးတဲ့ပြည်သက်စစ်ပါ။နောက်တော့သူကဒီလိုပြောခဲ့ပါတယ်။ I used to support Manchester United but because they are in the shit now I am no supporter of any football teams anymore ဘာသာပြန်ရရင်တော့ငါ Manchester United ကိုအားပေးခဲ့တယ်အခုတော့သူတို့ကချီးကျူးနေကြနေပြီငါအခုဘယ်အသင်းဖန်မှမဟုတ်တော့ဘူးလို့ပြောခဲ့ပါတယ်ဒီဘဲကငါစားပါပဲနံပါတ်6 Rory McIlroy ကောက်ဒီရဲ့အကြောင်းမော် Rory McIlroy တေငယ်စဉ်ကတည်းကမချက်ဆိုင်တဲ့အသင်းကိုအားပေးခဲ့သူဖြစ်ပြီးယခုတက်တီလည်းတရားသီစာလက်မှတ်ကင်ဆောင်ထားသူစီဇန်တစ်ကတ်ဟိုဒါတဦးဖြစ်ပါတယ်။နောက်14ခုနှစ်မှာThe Open Champion ဆုကိုရရှိခဲ့ပြီးတဲ့နောက်မြောက်အိုင်ယာလန်သားဟာသူရရှိခဲ့သောဆုပလားကြီးကိုကင်ဆောင်ပြီးအိုထရပ်ဖို့ကွင်းတွင်မှာပုံရင်ဝင့်ကြွားစွာလှည့်လည်ပြသခဲ့ပူပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။တဒါ